Okay, GB Community Service မှာကြိုဆိုပါရယ်เนาะ Okay ဒီနေ့တော့ကျွန်တော်တို့ ESA no power เนาะ short boat လေးဆိုမှ short မဟုတ်ပါဘူးเนาะကျွန်တော်တို့ immediate scale နဲ့တိုင်းနဲ့အကုန်လုံးကားနဲ့400ကျော်ရှိတယ်เนาะ90 volt မှာလည်း400ကျော်ရှိတယ်ဒါပေမဲ့90 volt မှာ90 volt မရောက်ပါဘူးเนาะလောဆယ်တော့ကောင်းသွားပါပြီเนาะ90 volt မှာ90 volt မရောက်ဘူးဒီကောင်ဘယ်လိုဖြစ်တယ်လဲဆိုတော့ voltage drop ပေါ့နော်ကျွန်တော်3 volt ကနေ5 volt ကြားထဲမှာပဲရှိတယ်3 volt ကနေကျွန်တော်တို့5 volt ကြားထဲမှာပဲရှိတယ်ဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်တို့တခုခုကသူ့ကိုဆွဲချသွားတယ်ပေါ့နော် voltage drop ပေါ့နော်ဒီကောင်လေးတော့ကျွန်တော်တို့ short ရှာရင်ဘယ်လိုမှရှာလို့မရပါဘူးเนาะအဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက် try နားတယ်ပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက် try နားပါတယ်ကျွန်တော်တို့တစ်ချက် try နားပါတယ်ဘာလို့ဖြစ်ကြလဲဆိုတော့ကျွန်တော်တို့เนาะကျွန်တော်တို့เนาะโอเคเนาะဒီညမှာကျွန်တော်တို့ B1 เนาะ B1 ဒီကျွန်တော်တို့ voltage ရှိတယ်ဒီကနေ0 volt ပါเนาะကျွန်တော်တို့ 3.4 ကနေ3.4 volt ကနေ5 volt ဝင်ကျင်ပဲရှိပါတယ်เนาะ3.4 ကနေ5 volt ဝင်ကျင်ပဲရှိတယ်เนาะအဲ့တော့ဒီကောင်ဘာကြောင့်ပြတ်တာလဲပေါ့เนาะကျွန်တော် MOSFET တွေပဲမကောင်းလို့လားเนาะ MOSFET တွေပဲမကောင်းနေတာလားဒါမှမဟုတ်ကျွန်တော်တို့ charging IC ပဲလစ်နေတာလားကျွန်တော် region တွေမထွက်ဘူးလားเนาะ ACOK တွေ ACD တက်တွေမရှိဘူးလားเนาะဒါတွေမရှိလို့လားကျွန်တော်တစ်ချက် try နေအကုန် live try ပါတယ်เนาะရှိသမျှ VN လမ်းကြောင်းတွေအကုန်ချက်ပါတယ်เนาะချက်လိုက်တဲ့နေသားတစ်ခုမှာကျွန်တော်တို့တွေးရှိပါတယ်ဗျကျွန်တော်တို့တွေးရှိသွားပါတယ်เนาะချက်လိုက်တဲ့နေသားတစ်ခုမှာဒီကောင်လေးပြတ်သွားတာပါเนาะ transistor လေးเนาะကောင်လေးပြတ်သွားတာပါလောဆယ်တော့ fine သွားပါပြီเนาะ okay short boat လေးဆိုမဲ့တချို့ဟာလေးတွေကနည်းနည်းခေါင်းစားပါတယ်เนาะ okay အားလုံးကျေးဇူးတင်ပါတယ်